တနေ့ညနေပိုင်းကျေးရွာလေးတစ်ရွာကကျေးလက်တောင်သူအိမ်တအိမ်မှာထူးဆန်းတဲ့အတန်တွေကြားရခဲ့တယ်။ညဘက်တိုင်းအိတ်ခမ်းနဲ့ကပ်နေတဲ့စပားကြီးထဲကဆန်အိတ်ကြီးတွေရွေ့တန်ဆွဲတန်ထမ်းတန်တွေမကြာခဏကြားရတယ်။ပထမဆုံးညမှာအိမ်ရှင်ကကြွက်ကြီးတွေပဲဖြစ်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့ဒုတိယညမှာအတန်တွေကပိုကျလာတဲ့ဆန်အိတ်လေးကြီးတွေရွေ့တန်ချိုးတန်တွေပါကြားရတယ်။အိမ်ရှင်ကဓားကင်ပြီးစောင့်ကြည့်ခဲ့တယ်။တကယ်တော့ဒီကျေးရွာမှာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကစံခိုးမှုတစ်ခုဖြစ်ခဲ့ဘူးတဲ့ကျေးရွာသားတဦးဟာညအခါသူ့အိမ်နီးချင်းရဲ့စံအိတ်တွေကိုခိုးယူခဲ့တဲ့တညမှာစံအိတ်လေးကြီးတွေကိုမရမကထမ်းပြေးရင်းနှလုံးရက်သွားပြီးတေဆုံးခဲ့တယ်။ကျေးရွာသူကြီးကပြောပြတာကဒီလူသေးတဲ့အခါတကိုးကျင်တဲ့စံအိတ်တွေကိုမရမကဆွဲလန်းနေခဲ့တယ်သူတည်သွားပေမဲ့သူ့ဝိညာဉ်ကတရွာလုံးကိုလှည့်ပြီးစံအိတ်တွေကိုဆက်လက်ခိုးယူနေတာပဲတဲ့။ဒါကြောင့်ကျေးရွာမှာညဘက်တိုင်းစံအိတ်ရွေ့တန်ကြရင်လူတိုင်းကအဲ့ဒီတခိုးပဲလူကြီးပြောကြတယ်သူတည်သွားတဲ့နေရာမှာကျေးရွာသားတွေကစံစစ်အနှဲငယ်ချပေးကြတယ်ဒီစံစစ်လေးတွေနဲ့တင့်ဝမ်းဝအောင်စားပါကြံတဲ့သူတွေကိုမနှောက်ယှက်နဲ့တော့လို့ပြောကြရတယ်ဒီလိုနဲ့ကျေးရွာရဲ့တရေအကြောင်းကနာမည်ကြီးလာတဲ့တခါတော့ကကျေးရွာကိုအသေးရောက်လာတဲ့ဆရာဝန်တယောက်ကဒီအကြောင်းကြားတော့မယုံကြည်ဘူးညဘက်မှာသူကိုယ်တိုင်စပားကြည့်ထဲမှာစောင့်ကြည့်ခဲ့တယ်ညတစ်ခေါင်ကြားတော့ဆရာဝန်ကသူမြင်ရတဲ့အရာကိုမယုံနိုင်ခဲ့ဘူးစံအိတ်ကြီးတွေဟာကိုယ်တိုင်ရွေ့လျားနေတယ်ဘသူမှမထမ်းထားဘဲနဲ့အိတ်တွေကလေထဲမှာရွေ့လျားနေတယ်အိတ်တွေရဲ့အလေးချိန်ကြောင့်ကျန်းပြင်ကကွဲတံတွေထွက်နေတယ်ဆရာဝန်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါသူ့ရဲ့ခြေချင်းဝတ်ကိုတစုံတရာကချုပ်နှောင်ထားသလိုခံစားရတယ်အောက်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့သူရွေးလို့မရဘူးစံအိတ်တွေကသူ့စီကိုချင်းကပ်လာနေတယ်အဲ့ဒီအချိန်မှာကျေးရွာသူကြီးရောက်လာပြီးဒီလူကိုမထိပါနဲ့သူကကျေးရွာကိုကူညီဖို့လာတဲ့ဆရာဝန်မလို့អော်လိုက်တယ်ချက်ချင်းဆိုသလိုစံအိတ်တွေရက်သွားတယ်ဆရာဝန်လည်းလွတ်သွားတယ်ကျေးရွာသူကြီးကရှင်းပြတာကဒီဝိညာဉ်ကကျေးလက်တောင်သူတွေရဲ့အသက်မွေးဝမ်းကြောင်းကိုမထိခိုက်စေချင်ဘူးဒါပေမဲ့သူ့မှာမပြီးပြတ်တဲ့အလုပ်ရှိနေသေးတယ်တဲ့ဒီနောက်ပိုင်းကျေးရွာသားတွေကတည်သွားတဲ့သူရဲ့ဝိညာဉ်အတွက်ဆန်အိတ်ငယ်လေးတစ်အိတ်တီးတန့်ထားပေးကြတယ်ညဘက်တိုင်းအဲ့ဒီဆန်အိတ်လေးရွေးတန်ကြရပေမဲ့တခြားဆန်အိတ်တွေကိုမထိဘူးတဲ့ဒီအဖြစ်အပျက်ကိုအခြေခံပြီးကျေးရွာမှာစိတ်ဝင်စားစရာထုံးတမ်းစင်လာတစ်ခုဖြစ်လာတယ်ကျေးရွာအသေးရောက်တဲ့ဧည့်သည်တိုင်းကိုစံစေးအနှဲငယ်ပေးပြီးဒီစံစေးတွေကိုညဘက်မှာအိတ်ခမ်းအပြင်ဘက်မှာထားခဲ့ပါဒါဆိုရင်ညဘက်အိပ်ပျော်မယ်လို့အကြံပေးကြတယ်ဒီကျေးလက်ကျေးရွာရဲ့တရေအကြောင်းကသူများနဲ့မတူပဲရက်ဆက်တဲ့တရေမဟုတ်ပဲမပြီးပြတ်တဲ့ဘဝကဆွဲလန်းမှုတစ်ခုရဲ့ညှဉ်းညူတမ်းလို့ဆိုကြတယ်